ဟမ်မီချစ်သူများအားလုံးမင်္ဂလာပါရှင်ဒီနေ့လာလဲလာလွယ်လဲလွယ်တဲ့ပန်းသုံးပွင့်ကလေးလုံနီလေးကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒါလေးကတော့သုံးမကလေးလေးပါဒီမှာတော့တစ်ခါတည်းငါးမှုဖဲလေးပတ်ပြီးသားပေါ့နော်ဒါကတော့ပန်းပွင့်ဖော်ဖို့အတွက်ငါးမှုစစ်သားလေးနဲ့လှုပ်ထားတာပါဖဲနဲ့လှုပ်ရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ဇင်းနဲ့ကပို့ပြီးတောင်းပြီးတော့လာပါတယ်အစာပြီးလုပ်မယ်ဆိုရင်အခုပြထားသလိုအစွန်းနှစ်ဖက်ကိုခောက်ပြီးတော့မှလူလေးကပ်ပြီးလိုက်မယ်မီလေးနဲ့ပေါ့နော်ပြီးရင်တော့ဒါလေးကိုအပွင့်ပုံစံဖော်ဖို့အချုပ်ပါမယ်ချုပ်တဲ့ခါကျရင်ဒီဆက်ထားတဲ့နှစ်ခုကနေပြီးတော့မှစပြီးတော့မှချုပ်ပြီးပါမယ်အဲ့တော့ဒီချုပ်တဲ့နေရာမှာအကွာဝေးပေါ်မူတည်ပြီးတော့မှကိုပန်းပွင့်အတွန်းလေးတွေရဲ့ site ကကွာသွားမှာပါအစားမတ်ကိုပြန်ရောက်ပြီးဆိုရင်ခြီလေးကိုဆွဲလိုက်မယ်ဒါဆိုရင်ဒီလိုအတွန်းလေးဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့အတွန်းလေးတွေကိုတစ်ခုချင်းစီလိုက်ကပ်ပြီးတွဲပြီးတော့မှစုပြီးတော့မှပြန်ပြီးတွဲချုပ်ပြီးပါမယ်ဒါလေးကတော့ပန်းပွင့်လေးရဲ့အောက်ဖက်ချမ်းပေါ့နော်သူပန်းပွင့်အတေးလေးဒီတိုင်းလေးပါပြီးရင်ဒီလိုလေးညီအောင်လို့ပြန်ပြီးတော့မှပန်းပွင့်ပုံစံလေးပေါ့အောင်ညီလိုက်မယ်ဒါဆိုရင်တော့ပန်းလေးတစ်ပွင့်ရသွားပါပြီအဲ့တော့ကျန်တဲ့ဖဲလေးကိုလည်းဒီတိုင်းလေးပဲအပွင့်ပုံစံဖော်ပါမယ်တစုံစာအတွက်ဆိုတော့အားလုံးပန်းပွင့်6ခုပေါ့နော်ပြီးရင်တော့ဒီပန်းပွင့်လေးတွေကိုကလစ်မှာကော်ကတ်ပြီးမယ်ကတ်တဲ့ခါကျရင်ဒီပထမဆုံးအပွင့်လေးကိုပေါ့နော်ဒီအရှည်လေးနည်းနည်းတိုးပြီးတော့မှကတ်ပြီးမယ်အဲ့တော့ကော်တိုးပြီးရင်ပန်းပွင့်လေးကတ်မယ်ကတ်တဲ့ခါကျရင်ဒီပန်းပွင့်နှစ်ခုစုပြီးတော့မှစချုပ်ခဲတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုအတွင်းထဲမှာထည့်ပြီးတော့မှအခုလိုလေးကတ်ပြီးမယ်အဲ့ဒါဆိုသူအတွင်းထဲမှာထားလိုက်ပြီပေါ့နော်ပြီးကျန်တဲ့နောက်တစ်ပွင့်ကိုထပ်ကတ်မယ်ကတ်တဲ့ခါကျရင်နောက်တစ်ပွင့်လည်းအတူတူပဲပေါ့နော်ချုပ်ထားတဲ့ဒီနှစ်ခုဆက်ထားတဲ့နေရာလေးကိုအတွင်းထဲမှာထားမယ်ပြီးတော့အဲ့ပထမပွင့်ရဲ့ဆက်တဲ့နေရာလေးကိုဖုံးလိုက်မယ်ပေါ့နော်တစ်ဖက်ကအဲဆိုရင်တစ်ဖက်ကဖုံးမျိုးမှဒီဘက်တစ်ဖက်မှာတော့ဆက်တဲ့နေရာလေးပေါ်နေမှာပေါ့နော်ပြီးရင်နောက်ထပ်တစ်ပွင့်ကိုလည်းအဲ့တိုင်းလေးပဲကတ်ပြီးလိုက်ပါမယ်အဲဆိုရင်တော့ပန်းသုံးပွင့်ကလေးလေးအကျန်းထည့်ရသွားပြီပေါ့နော်ကျန်တဲ့တစ်ခုလည်းအဲ့တိုင်းလေးပဲကပ်ပြီးပါမယ်ပန်းပွင့်လေးအကုန်လုံးကပ်ပြီးသွားပြီဆိုရင်အပေါ်မှာကြောက်ကလေးနဲ့အလားဆင်ပါမယ်ကြောက်လေးကတ်တဲ့ခါကျရင်ဒီမှာဟိုပေါ့လက်နဲ့မကိုင်မင်းနဲ့ဒီလိုကက်ကြီးလေးနဲ့ကိုင်ပြီးတော့မှတက်ပါတယ်ဒါဆိုပို့ပြီးတော့မှအဆင်ပြေတယ်လက်နဲ့ကြတော့ကြောက်ကလေးကတီးတဲ့ခါကျကိုလက်မှာပြန်ကတ်နေရတဲ့ဟိုလောရတာပို့လှုပ်ရှုပ်တာပေါ့နော်ကြောက်လေးတက်လိုက်မှဒီကလေးလေးကပို့ပြီးတော့မှပေါ်လင်းသွားတာပေါ့နော်ကြောက်မတက်တဲ့ဟာနဲ့ဆိုင်ရင်ကြောက်တက်ထားတာလေးကပို့လှပါတယ်ဒီကျန်တဲ့ဘင်းကိုလည်းကြောက်ကလေးပြန်တက်ပြီးမယ်အဲဆိုရင်တော့ချစ်စရာကောင်းတဲ့ကလေးလေးတစ်စုံရသွားပါပြီအားလုံးပဲလိုက်လို့ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်